ဘူကျောင်းအောင်ဆန်းကလွတ်လပ်ရေးနဲ့ပတ်သက်ပြီးပြောဖို့လေခမရကျွန်တော်ကိုလက်သီးနဲ့ထိုးလို့ရတယ်အဲ့ဒါခမရရဲ့လွတ်လပ်ခွင့်ပဲဒါပေမဲ့ခမရရဲ့လက်သီးကကျွန်တော်ရဲ့နှာသီးပြားမှာစုံသွားပြီနှာသီးပြားကိုကြော်သွားရင်တော့အဲ့ဒါကျူးကျော်မှုပဲတဲ့သဘောပေါက်တယ်နော်你呀，对我有真远了。နင်မေးစရာစကားမဟုတ်ဘူးအဲ့ဒါစီးကြော်တာ你对我有真的嘞，所以脑受来吧。但你对刚说带动起来，ငါလည်းပြက်ပြက်သားသားပြောလိုက်မယ်ငါနဲ့ဒီပါဝင်းနဲ့ချစ်ချစ်ကြိုက်ကြိုက်နင့်အပူမပအောင်ကို့ဥစ္စာပစ္စည်းမပြောက်ချင်ကို့ဘာသာထိမ့်သိမ်းဆောက်ရှောက်ရတယ်တခြားသူတွေကိုမသေးကြဘဲနဲ့တန်တရားမျက်လုံးနဲ့လာမကြည့်နဲ့မစွတ်ဆွဲနဲ့အခိုးဆိုတာမျိုးอ่ะလေကို့လိုပဲတခြားသူတွေလည်းခိုးတက်တဲ့သူမျိုးလို့ထင်နေတာဟာ